ဆိုတော့တရားဟောရကြခန်းကြီးစနစ်အငယ်73 74မှာတွေ့ညီရာရာအရက်၌ညီရှုရာရစ်ကိုပူဇော်ရမည်အကြောင်းတတိပြုကြတော့တင်တို့အမျိုးတစ်မျိုးတွေတဲ့ထာဝရဘုရားရွေးကောက်တော်မူသောအရက်၌ညီရှုရာရစ်ကိုပူဇော်၍ငါမာထားတော်မူပြီဟာလေလုယာဆိုတဲ့အခါမှာဒီနေ့ကျမတို့ကတင်တို့ဒီအမျိုးတစ်မျိုးတွေထာဝရဘုရားရွေးကောက်တော်မူသောအရက်၌ညီရှုရာရစ်ကိုပူဇော်ရမည်ဆိုတော့ပူဇော်တဲ့ညမှာလည်းရွေးကောက်တဲ့ညမှာပဲပူဇော်ရနေရာတကာပူဇော်မှုလားမဟုတ်ဘူးเนาะဆိုတော့ဒီနေ့ပေးကမ်းခြင်းကလည်းမှန်ကန်ဖို့ဖြစ်တယ်ဟာလေလုယာအာမင်ဆိုတော့ဒီနေ့မာလခိအနာဂတိကျခန်းကြီးတော့ခဏဆရာလည်းပြောပြီเนาะဆိုတော့ကျမတို့ခန်းကြီး၈ကနေကျမတို့ကြည့်ရအောင်လူဒီဖျားတကယ်ဥစ္စာကိုလူယူရမယ်เนาะတို့လေတဲ့တင်တို့ဒီတဲ့ငါဥစ္စာကိုတင်တို့ကိုမေးရင်စေဖို့တပုတ်ကို၎င်းပူဇော်တကာကို၎င်းလူယူကြကဲဆိုရင်ကျမတို့ကစေဖို့တပုတ်မပေးဘူးဆိုဖျားဥစ္စာမခိုးဘူးလားခိုးတယ်လူတယ်ကြည့်လူချင်းခိုးတာတော့သူများဆိုင်မှာပဲစီးခွင့်ရိုက်နဲ့ချင်းမခံရဘူးလားခံရတယ်အဲ့ဒါတော့လူတော့ကြဖျားဆရာခိုးရင်ပုံမခံရဘူးလားကိုခံရမှာဒါပေမဲ့ဒီနေ့လူတွေကဖျားကိုတိတ်မကြောက်ကြဖျားကချစ်စရာကောင်းတယ်လို့ကြောက်စရာကောင်းတယ်ဟာလေလုယာနော်ဖျားကိုကျမတို့ကလူတွေကကြောက်တယ်အတင်းတော်မှာကနော်ဟာဖျားเจ้าမှာဆိုရင်နော်အတူအပြက်တွေမဟုတ်ဘူးဖျားပါညာမဖြစ်ဘူးလားဖြစ်တယ်ဒါပေမဲ့ဖျားတော့မကြောက်ကြဘူးဟုတ်တယ်နော်ဒီနေ့ကျမတို့ဖျားကိုကြောက်ဖို့ဆိုတယ်ဟာလေလုယာနော်တင်တို့ဒီတဲ့ကျင့်ချင်းအမင်္ဂလာကိုခံရကြ၏အကြောင်းမူကားပြည်သူပြည်သားအပေါင်းတို့ဒီငါဥစ္စာကိုလူယူကြပြီးစေဖို့တဖို့ရှိသမျှကိုဗန္တာတိုက်သေးတို့တွင်း၍ငါအိမ်တော်၌စားစရာရှိစေခြင်းကပြုကြတော့ဆိုတော့ဘုရားသခင်မှာစားစရာမရှိလို့ထိခိုင်းတာမဟုတ်ဘူးနော်အိမ်တော်မှာဘု து အတွက်လဲစေဖို့တဖို့ပေးတာကအနစ်တစ်ထောင်မှာကျမတို့ပြန်ပြီးခံကြရဖို့ဖြစ်တယ်ဟာလေလုယာနော်ဆိုတော့ဓမ္မဟောင်းမှာကအားရဖို့ကျမတို့ကဓမ္မဟောင်းမှာကဘုရားကဒီနေ့ကျမပြောတဲ့ခေါင်းစဉ်ကနော်ဓမ္မဟောင်းမှာကဘုရားဘယ်လိုဘုရားစီသွားရငါထံတို့ပြန်လာကြတော့ဒီနေ့ကျမတို့ကဘုရားစီမှာဘယ်လိုလာရလဲယေရှုခရစ်တော်အဖြစ်လာရတာဖြစ်တယ်ဒါပေမဲ့ဒီမှာနှုတ်ကပတ်တော်မှာဘာတွေ့ရလဲဆိုရင်ငါဒီရဲ့ငါဒီမိုးကောင်းကင်ပဒင်းပေါက်ကိုဖွင့်၍တဲ့ကောင်းချီးမင်္ဂလာကိုတဲ့အကုန်အစင်တွန်းလောင်းမီမတွန်းလောင်းမီကိုထိုတို့စုံစမ်းကြတော့ကောင်းကင်ဘုံရှင်အရှင်ထာဝရဘုရားမိန့်တော်မူ၏စမ်းကြည့်ပါနော်ကျမအိမ်ဝင်ကြီးသွားတာတောက်လျှောက်တော့စေဖို့တဖို့လုံးပေးတာပဲဆိုမှစေဖို့တဖို့မဖြစ်ဘူးနော်ဘုရားအဲ့ဒါဒီလိုစေဖို့တဖို့ကိုတောင်းနေတာမဟုတ်ကျမ်းစာရဲ့နှုတ်ကပတ်တော်တိုင်းတိကျတော့ကျမတို့လိုက်ရမှာဖြစ်တယ်အဲ့တော့အခုစေဖို့တဖို့ပေးတဲ့အခါမှာအများကြီးကောင်းကြီးဖြစ်ဟာလေလုယာတော့ဆိုလို့ဒီနေ့ကျမတို့ကတစ်ခါလေကိုဟာကိုရှာရှည်တာမဟုတ်ဘူးနော်စေဖို့လုံးပေးဘုရားစေဖို့လုံးပေးပါလို့မတောင်းထားဘူးတဖို့ဆိုတဖို့သစ္စာရှိဘာဖြစ်လဲဆိုတော့တင်တို့ကိုတဲ့စစ်ကြောစီရင်ချင်းငါတဲ့ငါချင်းမီတဲ့ပြုစားတတ်တော်သူမယားကိုပြစ်မှားတော်သူမမှန်တော့ကျင်ဆိုချင်းကိုပြုကြတော်သူငါကိုတဲ့အခမပေးပဲညင်းစေတော်သူဒီပါရှိတော်အဲ့ဒီဝတ်ကိုမတရားတစ်ဖြစ်စီရင်တော်သူငါကိုမကြောက်ရွံ့တော်သူလို့တစ်ဖက်၌ငါဒီတဲ့လင်းမြန်စွာတက်တည်ဖြစ်ပြီးတဲ့ကောင်းကင်ဘုံချေအရှင်ထာဝရဘုရားမိန့်တော်မူ၏ကဲဒါဆိုဒီနေ့ကျမသူ့မရောက်မပြစ်မှားနဲ့မဟုတ်ဘူးလားအကုန်လုံးဖျောက်ချစ်တယ်ဆိုဒီအရာကိုမစွန့်ကြဘူးလားစွန့်ကြတယ်ဒီနေ့ကျမတို့ရဲ့အကျင့်ကိုပြုပြင်ကြတယ်ဆိုတော့တချို့တွေကနှုတ်ပတ်တော်ကိုပဲကြည့်အကျင့်ကိုမကြည့်နဲ့နော်ဖျားကလေအကျင့်ကိုစစ်တော်ဖျားဖြစ်တယ်ဟာလေလုယာနော်နင်တို့ဘလောက်ဟောတတ်တာကိုဖျားမကြည့်ဘူးနင်တို့ဘလောက်နိုးထားတာကိုဖျားမကြည့်ဘူးနော်ဖျားကကျမ်းစာမှာသူ့တပည့်တွေကကိုရောရဲ့တခင်ကိုရောနာမနဲ့နတ်ဆုမောင်းထုတ်ပြီးတကိုးပြပြီးနာယောဂငြိမ့်ပြီးဘာမဲ့ယေရှုကပြောတယ်တင်တို့ကငါအရင်မသိဘာဖြစ်လို့မသိလဲသိလားဘာကြောင့်လဲဒီနေ့ကျမတို့ကဖျားနောက်လိုက်တဲ့အခါနာမည်ကြီးချင်းလုပ်တာတွေနော်ဆိုတော့စေတနာမေတ္တာမပါဘဲနဲ့လုပ်တဲ့အရာတွေဖျားလုံးဝမသိဘူးဘာဖြစ်လဲပြီးရင်ဘလောက်ပဲတရားခေါ်ကောင်းဖျားကတရားနေအရန်တရားဟောင်းကောင်းပြီးတာတို့ကြီးစာရှိတော့ငေသားကောင်းလို့မပြောထားဖျားဘာကိုကြည့်လဲအကျင့်ကိုကြည့်တော့ဖျားဖြစ်တယ်ဟာလေလုယာဒီနေ့ကျမတို့ဘလောက်ပဲနိုးထနေဖျားအဲ့နိုးထမှုကိုကြည့်တာစစ်တဲ့ဖျားမဟုတ်အကျင့်ကိုစစ်တော့ဖျားဖြစ်တယ်ဒါကြောင့်ဒီနေ့ကျမတို့ခရိယန်ဖြစ်ပြီးဆိုရင်ခရိယန်ရဲ့အကျင့်မကျင့်ရောက်လားကျင့်ရတယ်တင်တို့ဒီလောကရဲ့စာဤလောကရဲ့အလင်းစားကအငံကင်းပြောက်ရင်ဘာဖြစ်လဲလူပြစ်ချင်းခံရမယ်ကြိုနှင်းချင်းခံရမယ်ဒီလိုပဲစားဆိုတာဘာလဲသိလားအကျင့်ဖြစ်တယ်ဟာလေလုယာစားဆိုတာအကျင့်အလင်းဆိုတာဘာလဲ
နော်ဒီနေ့စားကဒီစားနဲ့ဆိုင်တဲ့အရာလဲကျမကအများကြီးတော့ပြောထားတယ်စားဆိုတာကဘာဖြစ်လဲဆိုရင်ကျန်းစာမှာလည်းပါလဲရေသွေးခါလို့ဘာဖြစ်လဲကိုဝင်ပြတ်ကြလို့အဲ့မှာအလီရှေကဘာဖြစ်လဲစားဖို့ကိုယူလာပြီးမှစားထည့်လိုက်တဲ့အခါမှာရေမချိုသွားဘူးလားချိုသွားတယ်ဆိုတော့အဲ့မှာဘာဖြစ်လဲနတ်ဆိုးနော်အဲ့ရေသွေးလဲကျမရောက်ခဲ့ပြီးပြီနော်ဆိုတော့ဒီနေ့ဒီစားကလည်းဖခင်ကကျမတို့ဘာပြောထားလဲတင်တို့ဒီလောကရဲ့စားအလင်းဆိုတဲ့အခါမှာဒီနေ့ကျမတို့မှာအကျင့်နော်ဒီနေ့ကျမတို့ရဲ့အကျင့်ကဖခင်လိုချင်တဲ့အကျင့်မဟုတ်ဘူးဆိုအလင်းဖြစ်မလားမဖြစ်ဘူးနော်ဆိုတော့စားကဘာလဲဆိုဗိတ်တိတ်နဲ့နိုင်ထားတာဖြစ်တယ်ဒီနေ့ကျမတို့ဘာဖခင်ရဲ့ဗိတ်တိတ်မှမရှိဘူးဆိုလူတွေပြောင်းလဲမလားမပြောင်းလဲဘူးပြီးရင်ကျမတို့ရဲ့အကျင့်ကအလင်းကျမတို့ရဲ့အကျင့်ကဘာဖြစ်လဲပေါက်ဖို့ပေးစားအကျင့်ဆိုသူများတခြားမယုံကြည်သူတွေဘာကိုကြည့်ပြီးခွန်အားရအောင်မရတော့ဘူးဒီနေ့ကျမတို့ယုံကြည်တော်သူတိုင်းမှာပါလေနှုတ်ကပတ်တော်ဖြစ်တယ်ဟာလေလုယာဒီနေ့နှုတ်ကပတ်တော်ကျမ်းစာအုပ်ကဖတ်မှရတယ်ဒီနေ့ကျမတို့ယုံကြည်သူအားလုံးကမယုံကြည်သူလူမျိုးခြားတွေရှိမှာကျမတို့ကိုယ်တိုင်ကနှုတ်ကပတ်တော်ဖြစ်ဖို့လိုတယ်သူများကကျမတို့ရဲ့အကျင့်တွေကိုကြည့်ပြီးမှဖခင်ကိုမြင်တွေ့ဖို့ဖြစ်တယ်တင်ကိုယ်တိုင်နှုတ်ကပတ်တော်ဖြစ်တယ်ဟာလေလုယာတင်ကိုယ်တိုင်စားဖြစ်တယ်တင်ကိုယ်တိုင်အလင်းဖြစ်တယ်ဆိုရင်တင်ကိုတွေ့တဲ့သူတိုင်းမပြောင်းလဲတော့လားပြောင်းလဲလာတယ်ဟာကျမအရင်တော့ဆိုရင်မာနကြီးတယ်ဆိုးတယ်မိုက်တယ်ဒါပေမဲ့တန်ရှင်တော်ဝိညာဉ်တော်ရရှိလာတဲ့အခါမှာကျမရဲ့အသက်တာလေးအကုန်ပြောင်းလဲလာတဲ့အခါမှာအိမ်ကလူလည်းဘာဖြစ်လဲဖျားနဲ့တကယ်သွားတယ်ဆိုတာတွေ့လာတဲ့အခါမှာပြောင်းလဲလာအယမ်းဆိုးတာအယမ်းစွာနော်ဒါပေမဲ့ဘာဖြစ်လဲဝိညာဉ်တော်အားဖြင့်ဝိညာဉ်တော်ကတဖြည်းကျမတို့ကိုပြုပြင်ပေးသွားတယ်တန်ရှင်တော်ဝိညာဉ်တော်နဲ့ရပြီးဆိုဒီမှာလည်းမပြီးဘူးဒီတန်ရှင်တော်ဝိညာဉ်တော်ကဘာဖြစ်လဲဆိုကျမတို့ရဲ့အသက်တာကိုပြုပြင်ပေးတာဖြစ်တယ်ဒီအသက်တာကဘယ်အဖြစ်ပြုပြင်လဲဆိုရင်ဖခင်ရဲ့ချစ်ချင်းမေတ္တာနေရာကြီးဖို့ဖြစ်တယ်ဒီနေ့ကျမတို့ကအသင်းတော်ဖြစ်တယ်တကယ်တော့ဒီဖခင်เจ้าကအသင်းတော်မဟုတ်ဒါဖခင်เจ้าမဟုတ်လူဆောက်ထားတဲ့အိမ်ပဲဒါပေမဲ့တင်တို့ကအသင်းတော်ဖြစ်တယ်ဖခင်ရဲ့ဗိမာန်တော်ဒီလာပြီးမှဒီနေ့ဒီမှာလာဝတ်ပြုမှဒီအသင်းတော်ကဖခင်ကျင့်ဝတ်တဲ့အသင်းတော်ဖြစ်သွားတယ်အာမင်ဖခင်ကျင့်ဝတ်တဲ့ဒီခန္ဓာကိုယ်ကဒီမှာမရှိတာအိမ်ပဲလူဆောက်တဲ့အိမ်ပဲဒါပေမဲ့ဖခင်เจ้าကျမတို့ကတိုင်ရှင်းရေးလုပ်ကြတယ်ပြုပြင်ကြတယ်တကယ်တော့ပြုပြင်ရမှာကျမတို့ခန္ဓာကိုယ်ဖြစ်တယ်ကျမတို့ရဲ့ခန္ဓာစိတ်ဝိညာဉ်တိုင်ရှင်းဖို့လို့နော်တိုင်ရှင်းလို့ဝိညာဉ်တော်ကအရင်ရတယ်ဆိုဒီမှာမပြီးကျမတို့ရဲ့အကျင့်ကိုတိုင်ရှင်းရေးလုပ်ပေးပြီးမှနောက်ဆုံးမှဖခင်ရဲ့မေတ္တာရတာဖြစ်တယ်ဟာလေလုယာနော်ဒီနေ့နတ်ဆိုးတကိုးဘာတကိုးတီထက်ဖခင်ရဲ့ချစ်ချင်းမေတ္တာတကိုးကအမျက်ဆုံးဖြစ်တယ်ဖခင်ရဲ့ချစ်ချင်းမေတ္တာတကိုးကနောက်ဆုံးလက်နဲ့ဖြစ်တယ်ဒီနေ့ဒီတကိုးကိုရပြီးဆိုရင်ဒီသူ့ရဲ့အသက်တာပြုပြင်တဲ့အခါမှာဖခင်ရဲ့နောက်ဆုံးလက်နဲ့တကိုးချစ်ချင်းမေတ္တာတကိုးရတဲ့အခါမှာပွဲသိမ်းမနာတဲ့အတွက်ကိုရမ်းများတယ်မနာလို့တော့ကျမကိုပြုစားထားတာလည်းရှိတယ်အမှုတော်ဆောင်လာတဲ့ကာလမှာတော့မယုံကြည်သူပြုစားတာလည်းရှိတယ်ယုံကြည်သူပြုစားတာလည်းရှိတယ်အဲ့တော့ကျမကဒါကအခုရုပ်ပြောင်းသွားတာပြုစားတဲ့အချိန်မှာကျမဖိုးရောင်ပြီးရုပ်ဆိုးတယ်နော်အဲ့အချိန်မှာကျမလည်းခွင့်လွှတ်ခြင်းမရှိဘူးနာကြည့်တယ်အမှုတော်ဆောင်ပြီးခွင့်လွှတ်တယ်ဖခင်ကခွင့်လွှတ်ဆိုနေခွင့်လွှတ်တယ်ဒါပေမဲ့ဘာဖြစ်လဲနှလုံးသားမှာမနာကျင်နေဘူးလားနာကျင်နေတယ်ဒါပေမဲ့ကျမဖခင်ဒီဆေးရုံမှာဖခင်ရဲ့မေတ္တာတကူဆိုတာကဒီတန်ရှင်တော်ဝိညာဉ်တော်တကူနဲ့မတူဘူးတန်ရှင်တော်ဝိညာဉ်တော်တကူကပြုပြင်ပေးတာဖခင်ရဲ့မေတ္တာတကူကကျမတို့ဒီဝိညာဉ်တော်ရဲ့ပြုပြင်ခြင်းအကျင့်စရိုက်ဖျားလို့ခြင်းနဲ့အသက်တာရောက်သွားတဲ့အခါမှာဒီဖခင်ရဲ့မေတ္တာတကူစီးဆင်းလာတဲ့အခါမှာကျမအကုန်လုံးကိုခွင့်လွှတ်နိုင်တယ်အကုန်လုံးကိုတော့ချစ်လာနိုင်တယ်အကုန်လုံးကိုဘာဖြစ်လဲစေတနာမေတ္တာထားလိုက်တယ်အဲ့လိုဖခင်ရဲ့မေတ္တာရလာတဲ့အခါမှာသူများပြုစားရင်လည်းချီတော့ဟာလေလုယာအရင်တော့ဆိုရင်ကြောက်တယ်နော်သူများပြုစားပါညာအမျိုးမျိုးနတ်ဆိုအခုကဘာဖြစ်လဲဟာလေလုယာဖြစ်သွားတယ်ဟာလေလုယာအဲ့အစဉ်ဒီနေ့ဖခင်ကလူတိုင်းကိုသူ့ရဲ့မေတ္တာဖခင်ရဲ့မေတ္တာကျင့်ဝတ်ခြင်းနဲ့အစဉ်ဝိညာဉ်တော်အားဖြင့်ပြုပြင်ပေးတာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနေ့ကျမတို့ဝိညာဉ်တော်ရပြီဆိုရင်မပြီးဘူးကျမတို့ရဲ့အသက်တာကိုပြုပြင်ရမှာဖြစ်တယ်